brand လည်းခိုင်ပါမယ်ဈေးလေးကလည်း1000ဝန်းကျင်ပဲနဲ့ list လေးရမယ်ဆိုတော့စိတ်ဝင်စားကြပါကျန်အဲ့ဒါကတော့ခူလာက liquid lip matte လေးဖြစ်ပါတယ်ဒီဆိုင်မှာဆိုရှင်ခူလာ liquid lip matte ထဲက02ရှိမယ်03ရှိမယ်04ရှိမယ်05ရှိမယ်သူ့ရဲ့ color shade လေးကလည်းတော်တော်လေးကောင်းတယ်နောက်တစ်ခုကောင်းတာကကျတော့သူကတော့ရန် lightweight ဖြစ်တယ်ပေါ့နော်နှာခမ်းသားမှာစီးထားမယ်ဆိုရင်လည်းအဲ့လိုစီးကတ်တာကြီးမဖြစ်ဘူးနှာခမ်းမှာတန်းချောက်ကြည့်တယ်မနေဘဲနဲ့အရင်ကဆိုလို့ကောင်းတယ်ဒီဟာလေးဆိုရင်မျိုးဆိုင်မှာတက်စာလေးလည်းထုတ်ပြထားတယ်သူ့ရဲ့တက်စာသားလေးကိုမြင်တစ်ဆက်ဆန်းပြပေးမယ်နော်တို့ရဲ့ဆိုင်မှာခူလာစတဲ့ကသူကဒီ color shade 02လေးကိုတက်စာထုတ်ထားတယ်သူ့ရဲ့တက်စာသားလေးကိုတစ်ဆက်ပြပေးမယ်နော်သူ့ရဲ့တက်စာသားလေးကဒီလိုပဲတော့မှ soft ပဲပတ်သွားရပါတော့မှ Eason ရပဲအသားတက်စာသားလေးကလေနူးနူးညံ့ညံ့လေးနဲ့ Eason ရဲ့ color လေးသူကတက်လေးရဆိုတက်လေးရတော်တော်လေးကိုအယောင်ထွက်မဲ့ color မျိုးပေါ့နော်ဒါလေးဆိုလို့ရှိရင်လိမ္မော်ကြိုက်တဲ့သူတွေအတွက်ဆိုလည်းအယောင်လာတယ်ကာလာရှိလေးကဒီခူလာလေးကဘာကောင်းလဲဆိုလို့ရှိရင်ဈေးလေးကအဓိကဈေးပေါ့နော်ဈေးလေးရဆိုလို့ရှိရင်လည်း1000ဝန်းကျင်လို့ရှိတယ်အရန်တန်တယ်ပြီးလို့ရှိရင် brand ရဆိုလည်းခိုင်မာမှုရှိတယ်ဒါလေးဆိုလို့ရှိရင်မင်းတို့L'Oreal ကုမ္ပဏီ brand ခွဲရမှာသူကခွဲထပ်ထားတဲ့ခူလာလေးပေါ့နော်နှာခမ်းသားမှာဆိုလည်းစိတ်ချလက်ချအသုံးပြုပြီးဆိုလို့ရတယ်ဒါလေးဆိုရင်သူ့ရဲ့ color shade လေးပေါ့နော်အဲ့မှာဆိုတော့02 03 04 05ဆိုပြီးတော့ color လေးရှိပါတယ်ဈေးနှုန်းရပဲပြောမလား quality ရပဲပြောမလားအရန်ကိုလေးချဲ့တင်တဲ့ list ထဲမှာဒီတောင်းနေပါတယ်ခူလာရဲ့ liquid lip matte အယောင်ဆုံးလေးရှိတော့ဆိုင်ဝင်လာခဲ့ကြတော့နော် hi